မိမတယောက်ရဲ့ကံကြမ္မာလေအရန်လှနေဖို့လည်းမလိုဘူးအရန်ချမ်းသာနေဖို့လည်းမလိုဘူးဒါပေမဲ့သူ့ရဲ့ကံကြမ္မာအရာဒီယောက်ျားတယောက်ကလေသူ့ကိုလေချစ်ပြီးတော့နော်ချစ်ပြီးတော့ဘေးကနေပါရမီဖြည့်ပေးတယ်ဆိုလို့ရှိရင်အဲ့ဒီမိမရဲ့ကံစားတာကကောင်းတာပဲအဲ့တော့ဒါကြီးတို့တွေလည်းအဲ့လိုပဲလေယောက်ျားအိမ်ထောင်တစ်ခုပြုတ်ဆိုပတ်စံကအရေးကြီးတယ်ဆိုပေမဲ့စိတ်ချမ်းသာဖို့ကအရေးကြီးတယ်ဟုတ်တယ်မလားအဲ့တော့စိတ်ချမ်းသာဖို့ကလည်းပတ်စံကတစ်စိတ်တစ်ပိုင်းပါဝင်တယ်တိုးတော်လဲလေပတ်စံတွေရမ်းချမ်းသာပြီးတော့ယောက်ျားကဖောက်ပြန်မယ်လို့ချင်ရလုံးမယ်အဲ့လိုမျိုးပေါ့လေအဲ့လိုမျိုးဆိုရင်လည်းဘလောက်စိတ်ဆင်းရဲဖို့ကောင်းလဲအခုကတော့တယောက်နဲ့တယောက်ပါရမီဖြည့်ဖို့ဆိုတာကတော့အိမ်ထောင်တစ်ခုပြုဖို့ကအဲ့ဒီပေါ့လေတယောက်နဲ့တယောက်နားလည်မှုတွေနဲ့အဲ့လိုမျိုးတွေဖြစ်ဖို့ကတော့တော်တော်ခဲရင်းနေမိန်းမတယောက်ဘဝထိထိုးရတယ်လို့ပဲအိမ်ထောင်တစ်ခုဘဝလေကြည့်လိုက်ရင်များသောအားဖြင့်90%လောက်ကအိမ်တော်ရေးစင်ပြေအဲ့လိုမျိုးတွေပဲကြားတယ်ကိုရီတောင်မှကိုရီရဲ့အိမ်တော်ရေးဘလောက်ပဲအဆင်ပြေပဲဒါလည်းကိုရီဘက်ကလိုချင်လွန်းတာများတဲ့အတ္တတွေကြီးရလားအဲ့လိုမျိုးဖြစ်နေရလားမသိဘူးပေါ့နော်ဘာလို့ဆိုတော့လေလိုချင်တာတွေများလို့ရှိရင်လည်းမပြည့်နိုင်ဘူးလေအဲ့တော့သူတို့ယောက်ျားတွေဘက်ကလည်းအဲ့လိုပဲထင်မှာပေါ့ဒါပေမဲ့မိန်းမအများစုကတော့အိမ်တော်ရေးကံကောင်းဖို့တော့မလွယ်ဘူး